အိမ်သာထဲကဘိုက်ကြီးသည်တရေမှရေးသားသူလာမင်းဆေးရုံတရုံရဲ့မိန်ပြပြမီးရောင်အောက်တွင်နန်းတီတာတယောက်အိမ်သာသွားရန်အိတ်နေရာမှထလိုက်သည်လူနာကွတင်တဲ့တွင်အိပ်ပျော်နေသောရောင်းမဖြစ်သူကိုတစ်ချက်ကြည့်လိုက်သည်ရောင်းမကတော့နှစ်ချက်အိပ်ပျော်နေလေသည်ဘေးကုတင်ကလူနာဆောင်ကိုအဖို့ခေါ်ရန်ကြည့်လိုက်တော့လဲဘေးကုတင်ကလူနာဖြစ်သည့်မကေခိုင်ကလည်းအိမ်မောကျနေလေပြီအိမ်သာသွားခြင်းလွန်းလို့ထလာရတော့လဲလူသူကင်းမဲ့နေသောမိန်ပြပြမီးရောင်အောက်တွင်တယောက်တည်းလာခဲ့ရသဖြင့်တိတ်ဆိတ်မှုရဲ့လှည့်ဖျားမှုအောက်တွင်အလွန်ချောက်ချားစရာကောင်းလာပေသည်ကော်ရစ်တာတစ်လျှောက်တွင်လဲသူမခြေတံမှပါအရာအလုံးတိတ်ဆိတ်လျက်ဆူရလာသောအနံ့တက်များရှိရာအိမ်သာတကားကိုဖွင့်ရင်ကိစ္စအမြန်ပြီးစီအောင်ဖြည့်ရှင်းနေကြတွင်အိမ်သာတကားကိုလာခောက်တန်တစ်ခုကြားလိုက်ရလေသည်အိမ်သာအခန်းလွတ်တွေရှိနေတာကိုသူမအခန်းကိုမှလာခောက်သောကြောင့်နန်းတီတာတယောက်စိတ်တူကအထဲမှာလူရှိတယ်ဟူပြန်អော်လိုက်သည်နှင့်တကားခောက်တန်ရက်သွားကတကားကိုလက်သေးနှင့်ချစ်တန်ထွက်လာပြန်သည်နန်းတီတာတယောက်ဒေါသကိုမထိန်နိုင်တော့ဘဲကိစ္စကိုအမြန်ရှင်း၍တကားအဖွင့်တွင်ဟင်ဘသူမှမရှိပါလားငါတေချာကြားလိုက်တာပါဘဲရောက်သွားတာပါလဲလို့တွေးရင်လက်ဆေးပေစင်သို့သွား၍လက်ဆေးနေစဉ်အကြီးကမှန်ထဲသို့ရောက်သွားသည်မှန်နောက်တက်ကအိမ်သာခန်းတွင်မိမတယောက်အိမ်သာခွက်ပေါ်ခွက်ထိုင်၍တစုံတရာကိုကောက်နေပုံတွေ့လိုက်ရသည်နန်းတီတာတယောက်မင်းသေးသေးပြီးကြည်နေမိသည်တတိဝင်လာတော့အနောက်သို့လှည့်ကြည့်လိုက်ရာဘသူမှမရှိဟင်ငါတေချာမြင်လိုက်တာပါဖះနန်းတီတာကြက်သီးတွေထလာကဖះသား၍အိမ်သာအပြင်ဘက်သို့အမြန်ပြေးထွက်ခဲ့လေသည်အိမ်သာအပြင်ဘက်ရောက်တော့အိမ်သာထဲမှာညီးတန်ကြီးတစ်ခုကိုကြားလိုက်ရလေသည်နန်းတီတာတယောက်ကြောက်ကြောက်လန့်လန့်နဲ့ရောင်းမဖြစ်သူကုတင်တို့အပြေးလေးပြေးသွားတော့သည်ရောင်းမကုတင်ရောက်တော့ရောင်းမကတရေနိုးသည်ထင်တဲ့ကတင်ပေါ်တွင်အထိုင်လိုက်နန်းတီတာကိုဘာဖြစ်လို့လဲမေးလေသည်ရောင်းမဖြစ်သူကဘိုက်ကြီးနဲ့မွေးခါနီးပြီဖြစ်သောကြောင့်ဆေးရုံကျိုတက်နေခြင်းပင်ရောင်းမဖြစ်သူကြောက်မှဆိုးတာကြောင့်ဘာမှမဖြစ်ပါဘူးဒီလိုပဲပြေးလာတာပါမမူညအိမ်သာသွားချင်ရင်နန်းကိုနိုးတော်တယောက်တည်းမသွားနဲ့ဟူမှားလိုက်သည်ရောင်းမကတော့အေးငါတရေနိုးလာတာနန်းရဲ့ငါအိတ်နေတဲ့အချိန်မှာလေငါကိုတယောက်ဘေးမှာကြည့်နေတယ်လို့ခံစားရတယ်ပြီးတော့ငါလိုပိုက်ကြီးဒီတယောက်ကိုခဏတွေ့နေရတယ်မမူစိတ်ထင်လို့နေမှာပြန်အိတ်တော့လေနန်းဘေးကနေဖျားစာယူပေးမယ်ရောင်းမကြောက်မှဆို၍ပြောလိုက်ရတော့လေကိုတိုင်ကလည်းစောကအိမ်သားထဲတွင်တွေ့ခဲ့ရသောပုံရိပ်ကိုမျက်စိထဲကမထွက်ဒီညတော့နန်းတီတာအိပ်ရတော့မယ်မထင်အရင်ကတည်းကအရန်ကြောက်တတ်သောနန်းတီတာအခုလိုတွေ့လိုက်ရတော့မျက်စိထဲကမထွက်ဆေးရုံကိုလူနာဆောင်သွားရမယ်လို့ပြောကြတဲ့ကလူကတေးချင်စောနန်းနေမိသည်မသွားလို့ကလည်းမရနန်းတီတာအကိုကစစ်သားတယောက်မိမရတာတစ်နှစ်ခန့်မှာအကိုမိမပိုက်ကြီး၍အခုမွေးခါနီးဆေးရုံတွင်ကြိုတက်ထားတာဖြစ်သည်အဲ့တော့အိမ်မှာလူပိုဖြစ်နေသည့်နန်းတီတာကအလိုနေရင်လူနာဆောင်ဖြစ်နေရလေသည်ဟူးကြောက်ပါတယ်ဆိုမှငါကိုမှဆေးရုံလူနာဆောင်ရွေးလွတ်တယ်အခုကြုံခဲ့ရတာကိုပြောပြရင်လည်းဘသူမှယုံမှာမဟုတ်ညီးကြောက်လို့ညီးစိတ်ကဖြစ်နေတာပါလို့ပဲအပြောခံရမည်သားဟိုတွေးတွေးရင်နန်းတီတာတယောက်အိပ်ပျော်သွားလေသည်အိယာကနိုးတော့ရောင်းမဖြစ်သူကနိုးနေပြီးနန်းတီတာမျက်နှာတိတ်ရန်ပင်အိမ်သာဖက်ကိုမသွားရဲတော့အဲ့တော့ဘေးကလူနာဆောင်မကေခိုင်ကိုအဖော်ဆက်သည်မကေမျက်နှာသွားတိတ်ရအောင်လေဆိုတော့မကေကတခုခုရိပ်မိပုံရပြီးဘာမှမပြောဘဲထားလိုက်လာသည်လမ်းရောက်မှနန်းနေညကအိမ်သာသွားတယ်မလားဘာထူးကြတာတွေ့ခဲ့လေဆိုတော့နန်းတီတာကလည်းသူတွေ့တာကိုပြောပြချင်နေတာအတော်ဖြစ်နေတာနဲ့ညကသူတွေ့ခဲ့တာတွေပြောပြလေသည်အဲ့တော့မကေခိုင်ကအေးအိမ်သာကအရန်ချောက်တာနန်းရဲ့ဟင်းဟုတ်လားအမအဲ့ထဲမှာတရေရှိတာပေါ့နော်အေးနန်းနောက်နေ့ညတွေဆိုနေအိမ်သာသွားချင်ရင်အဖော်နဲ့သွားအဖော်မရှိရင်ငါကိုနိုးအားမနာနဲ့ငါလိုက်ခဲ့ပေးမယ်အဲ့အိမ်သာကညဘက်ဘသူသွားနင်းကိုခြောက်တယ်လို့အကုန်ခြောက်ခံရတယ်အဲ့အိမ်သာထဲမှာကိုဝင်ဆောင်အမျိုးသမီးတယောက်ဆုံးဖူးတယ်ဖះရေဟုတ်လားအမဘလို့ဆုံးတာလဲဟင်သိရင်ပြောပြပါလားဆိုတော့မကေခိုင်ကဒီဆေးရုံမှာပဲနန်းအမလိုမွေးခါနီးဆေးရုံလာတတ်တဲ့အမျိုးသမီးတယောက်ရှိတယ်တရက်အဲ့အမျိုးသမီးကမွေးခါနီးလို့ပိုက်နာတာကိုမသိပဲရိုးပိုက်နာတယ်ထင်ပြီးတော့အခုအိမ်သာကိုသွားတယ်လေတယောက်တည်းအဖော်ကလည်းမပါဘူးဟိုရောက်တော့သူကပဲတေးဖို့ကံပါလာလို့လားမသိဘူးသူမွေးတော့မယ်တီးတဲ့အချိန်မှာအဖော်ကလည်းမပါတာကတကြောင်သူပိုက်ရမ်းလာနေတော့အပြင်ပဲပြန်မထွက်လာနိုင်လို့လားတော့မသိဘူးကလေးကအိမ်သာခွက်ထဲကိုထွက်ကျသွားတယ်လေသူလည်းအဲ့ဒါကိုမြင်ပြီးတွေးလန့်ပြီးတေးသွားတာပဲသူ့ကိုဆေးရုံကလူတွေတွေ့တဲ့အချိန်မှာကလေးကလည်းတေးနေပြီးသူကလည်းတေးနေပြီးအဲ့နောက်မှာအဲ့အိမ်သာခန်းထဲမှာမိမတယောက်အိမ်သာခွက်ကိုခွာထိုင်ပြီးတခုခုကောက်နေတဲ့ပုံစံညဘက်အိမ်သာသွားသူတိုင်းတွေ့ရတာပဲငါလည်းအချောက်ခံပြီးသွားပြီဟာငါလည်းဒီဆေးရုံကလူနာဝတ်တွေကိုအခကြေးငွေယူပြီးရှော့ပေးနေတဲ့ NDG ပြောပြတာဟုပြောပြလေသည်အမေလေးမကေရကြားရတာနဲ့တင်ကြက်တီးထမိတယ်တကယ်နန်းတီတာစကားလဲဆုံးရောအိမ်သာပေါက်ဝါတို့ရောက်လာတာနဲ့ပြောနေတဲ့အကြောင်းကိုဆက်မပြောတော့ပဲမျက်နာကိုအမြန်တစ်ကနှစ်ယောက်သားပြန်ထွက်လာခဲ့သည်နန်းတီတာတယောက်ကတော့အဲ့အိမ်သာခန်းကိုရောင်လိုပင်လှည့်မကြည့်ခဲ့နောက်များအိမ်ကဆေးရုံလူနာဆောင်ခိုင်းရင်ရိုက်ချင်ရိုက်ပါစေလုံးဝမဆောင်ဘူးဟုဆုံးဖြတ်လိုက်လေသည်ဒီဇလန်လေးကတော့ပြည်ကူတင်တရဆေးရုံသားဖွားမိရဲ့အဆောင်အိမ်သားတွင်အချောက်ခံခဲ့ရသောလမ်းမင်းရဲ့မေမေကိုယ်တိုင်ပြောပြတဲ့ဇလေးပါရှင်ဒီဇလန်လေးကိုပြောပြပေးတော့ချစ်မေမေကိုဒီနေရာကအထူးကျေးဇူးတင်ပါတယ်ရှင်